သက်19နှစ်ထဲရောက်လာတဲ့အခါယေရှုနဲ့တွေ့တယ်ဒါကြောင့်မို့ကျွန်တော်အိမ်ထဲမှာမကုန်ပဲနဲ့အိမ်ပြင်ကိုထွက်ပြီးပညာရေးဆိုတဲ့အကြောင်းကိုကျွန်တော်ရောက်ခဲ့ပါတယ်ဒါ1982ခုနှစ်မှာဖြစ်ပါတယ်ယင်တော့ကျွန်တော်ဘဝကိုကျွန်တော်တောင်းဖို့မရှိဘူးစံကုန်မြေလေးမြေကြီးလေးတာပဲဖတ်တယ်လေဒါကြောင့်ကြောက်ပြီးတော့ကျွန်တော်ပုံအောင်နေခဲ့ပုံနဲ့အခုချိန်မှာတော့သခင်ယေရှုရဲ့မြတ်တာကိုကျွန်တော်ရတဲ့အခါမှာအရင်ကကြောက်ခဲ့တာလေဘယ်နာရောက်လို့ရောက်မှလည်းမသိကျွန်တော်မကြောက်တော့ဘူးကျွန်တော်မရှက်တော့ဘူးအခုကျွန်တော်ဘာလုပ်နေလဲမျက်မြင်ကြောင်းကျွန်တော်အရန်တော်အရန်တောက်လို့ပုတ်ပြီးတယ်ကျောင်းအုပ်တယောက်အနေနဲ့တောင်းကိုထမ်းဆောင်တဲ့အခါမှာကျွန်တော်တဲ့အရက်ရှိတဲ့သူတွေကျွန်တော်တဲ့ချောတဲ့သူတွေလှတဲ့သူတွေသူတို့လောကကြီးကိုကြောက်နေတဲ့အတွက်ကျွန်တော်မကြောက်ဘူး